လားဗျာဟာမကောင်းလားမလှလားမကြော်လားဟဲ့ကိုကြီးကြော်ရဲ့မောင်ကြီးကြော်ရဲ့ဒီတူမတိုင်းဝါစားဟောဘယ်ကနတ်သားဟေးဘယ်လိုလုပ်ကွာမင်းတို့ဆိုင်ကြီးဘယ်လိုဆိုင်ကြီးတော့ဘာနဲ့ပုံးဆိုတာကြီးကဘာတော့ကွာကြီးပူဆိုတာမကန်တော့လည်းမသုံးနဲ့ပေါ့ဟောမင်းတို့ဝမ်းနဲ့ဒီပုံးဆိုတာကြီးကဘယ်မှလည်းသုံးလို့မရဘူးသုံးမရလွှတ်ပြလိုက်ကွာလွှတ်တော့ပြင်ငါအကျော်နဲ့လဲစားမင်းဘာဖြစ်ဟင်ငါကဆောက်ကရေးသည်လေတဲ့လည်းမရှိကွာဘာအရမလို့ပါနဲ့ဘာလို့တောင်းလို့ပြောလို့ဒါတော့မှလို့ဘာမြို့ဟမ်မြို့ပါမြို့ရောမှာအရှိဆောင်နေတော်မှာတခင်ဆောင်နေဝိုင်းနေဝိုင်းဆောင်မှာလုတ်ပြောင်းဒီပူကြီးဟုတ်သေးပါဘူးကွာအဲ့ဒါကြီးယူပြီးလှုပ်ရင်လည်းပြည့်စမကွာပူမကြိုက်တာတော့ဒါမင်းတို့ကဒါဘာလို့တာမကြီးမငယ်နဲ့ဘာလုံးတာလဲလို့ကမင်းမရှက်ဘူးလားဘာလို့ရှက်မှာကွာမင်းအောင်မကြောက်ဘူးကြောက်ပါမရှက်ဘူးလားမကြောက်ဘူးလားတက်ခေါင်းကျတဲ့မင်းညီနောင်ရွှေပြုံးကမောင်းတောက်တရေရှောင်းညတော့သုတ်ဘဝချက်ပြပိုက်တဲ့ဘိုးတော်ကြီးနေရှင်တခင်ကြီးကိုအားကိုဟောဘာကိစ္စကလေးအန်တီနင်းမအန်တီလားယောက်ျားကြီးကွာဟုတ်ပါပဲဒါပြုံးနေမင်းတို့အန်တီမှတ်လို့မိမကြီးမှဟုတ်ကဲ့ဩအန်လေးအန်ကယ်နင်းမေကြီးအန်တယ်ရဲ့လားအန်လေးရကျွန်တော်တခုကူညီပေးပါအန်ကယ်ရောက်တဲ့ခါကိုဘာကူညီပေးရမလဲဒါဘိုးတော်နန်းခေါ်တယ်မန္တလေးဘိုးတော်ကြီးဘိုးတော်ကြီးဟုတ်ပါတယ်ကျွန်တော်တခုဆက်ချင်လို့ပါဘာရွှေတိုင်းတော့မပါဘူးခင်ဗျာရွှေတိုင်းလင်းစရာမပါတော့ဘယ်နဲ့လို့ပညာပါမီနဲ့ပညာကိုနောက်ဘကျွန်တော်ရထုံးအောင်ပေါ့ဟုတ်ကဲ့ကျွန်တော်ဒီဘောပင်လေးတော့လှူခဲ့ခြင်းလို့ကောင်းပါလေဗျာကောင်းပါလေလှူပါအမေရမလို့ခင်ကျင်းစင်းနေပါလားပါလေတိုင်နေလို့လေပြုတ်လေခင်ဗျာနေလို့လေပြုတ်လေခင်တကောရှာလာရှင်ကျွန်တော်မျိုးကဘောပင်လှူပါလေမလေးနားတယ်ဘယ်လိုခင်ဗျာပုံလို့ရှိရင်နားတယ်ဟုတ်ပါဘူးဗျာ तू ကစိတ်တကူရှင်ဒီလိုလားစိတ်တကူရှင်ဆိုတော့ तू ရဲ့စိတ်ကညှို့လိုက်တယ်ဆိုလို့ရှင်ခင်ဗျာမလာနားထဲမှာကြားတာနားတယ်အဲ့လိုလားလှူပါလေဘာလို့မင်းသားသားလုပ်တယ်ဗျခင်ဗျာအကြောင်းသိလို့နေမှာဗောသားသားလုပ်တာဟုတ်တယ်မြတ်ဒီရောက်မှမရောက်ဘူးလေကိုဟုတ်ပါဒီဘာမေးကြရှိလို့မေးပါဆက်တော့မပေါ့ဘူးနည်းနည်းရှက်တော့ရှက်သေးရမရှက်ပါနဲ့ခိုးတော့ကခိုးပြီးတော့ကျွန်တော်ဒီငယ်ပဲဆိုတော့ပြောအောင်မေးဟုတ်ပါတယ်ပြောပါငယ်ကျွန်တော်ကနေမြင့်လန်းနေအချင်းရဲကိစ္စချင်းကိစ္စလေဟုတ်ကဲ့ညင်းနေတာနဲ့ဟုတ်ကဲ့မြင့်လန်းဒါနဲ့ဘာဖြစ်လို့နတ်ဘုံတော်ကြည့်လို့ရဟိုစိတ်တကိုးရှင်စိတ်တကိုးရှင်ဟုတ်တယ်စိတ်ကထင်ရတယ်အဲ့ဒါကျွန်တော်ငယ်သူဆိုတော့ဖွင့်တယ်ပြောကျွန်တော်လည်းနီးလာပါမလားညားပါမလားရမရဒီနေ့ခုကိုသိကြဟုတ်ကဲ့မေးပြစိတ်ချနေပါပေါ့ဆရာမကိုကိုမကိုရှင်တခင်ကြီးကိုအားကိုပါသည်ကန်တဲ့နောက်ပေါင်ရှိကလည်းဖဲ့လိုက်ပါစီးတော်ကြတာဟိမ့်လေထိမ့်လိုက်ပါခြေတော်တင်းနဲ့မွေးတော်ချင်းအားပေါင်းအားရင်လည်းနင်းလိုက်ပါအာကြီးထဲလိုက်ပါအဲ့တော့ငါကတော့ယောက်ျားဖြစ်နေနော်အုံးကြီးများစားတယ်အေးပေါ့ကွာငါပြောကြည့်အောင်လေအခုမေးလာတော့ပုဂ္ဂိုလ်ဒီသူ့ရဲ့ချစ်သူမြင်းမြင်းသားလေးနဲ့ရမည်မရမည်ထိုးနှလီအတီတကြအမိန့်ချတော်မူပါဘိုးဘိုးအားတော့မလျှော့နဲ့ဘာလဲယောက်ျားတို့စွမ်းရည်သေးပါတော့လျှော့တယ်သေကာမှလျှော့သေကာမှလျှော့မှသွားတယ်ကွယ်ဟုတ်ကဲ့အဲ့ဒါမရနိုင်ဘူးတဲ့ဗျာဝင်သားတယ်ဗျာမရပါဘူးဆိုတော့ဝင်သားအဲ့ဒါလည်းအကုသိုလ်နေတာရရင်လို့ဟုတ်တယ်ကောင်းတယ်ဒီလိုဆိုရင်ကျွန်တော်မျိုးနဲ့ဆိုလို့ကြားတယ်အစာဆုံးတော့အမေးမခံဘူးနော်
ဒါဆိုရင်မြင့်မြတ်သားဘယ်သူနဲ့ရမှာတော့ဘိုးဘိုး ငါလေးရမှာ ရလဲဦးမြ